အမိုက်ပြောအမိုက်ပြေအောင်လားအမိုက်နေเจ้าမဲ့တော့စမ်းပါဒါကငါ့အလုံးငါတောင်းထားနေကเจ้าစာပဲတခြားကိစ္စဆိုင် ဟောရပါတော့မိုက်ဒါကြမ်းမတော့ခင်မမကူပေးရပါဗျာ မဟုတ်ဘူးလေနေကငယ်သေးရဲ့เจ้าစာပဲအဲ့တခြားဆိုင်ငါကြောက်ဒါငါလုံးမလို့ငါလောက်တော့မှာနော် ဟုတ်ကဲ့ တော့ ဒါ အမိုက်ပြေအောင်လားအမိုက် ဟာဖျောက်ဖျောက် တားလေအဲ့ဒါအမိုက်တွန်းတဲ့ကလေးမလားမမေပြောထားတယ်လေသူတို့နဲ့ပေါင်းပါနဲ့လို့ ဟာဘာဖြစ်လဲပေါင်းတာ တော့လူထီသေးခါမှာဆိုလို့ပြောနေတာ တော့မရအမေမလိုက်တော့တောက်ရတော့သွားတော့ โอ้ဒီကလေးရော စိုက်တော့ရအေး တားရေဟောကောင်းပြန်သွားပြီလား အခုလေးပဲပြန်သွား အေးမေမေထင်တယ်ဒီကလေးဒီပေါ်ကိုတက်လာတဲ့ဆိုကြတဲ့ကမေမေပစ္စည်းတစ်ခုခုတော့ပျောက်တော့မယ်ဆိုတာမေမေထင်ပြီးသား အခုဘာဖြစ်လို့တော့ မေမေလည်းဆိုပျောက်သွားပြီလေတားရေပါသွားပြီအခု ဟောဟုတ်လို့လားအမေအထားမှဖြစ်မှာပေါ့ ဟောတားရေဘယ်လိုလုပ်ပြီးအထားမမှာလဲမေမေကဒီလက်စုပ်ကိုချွတ်လို့ရှိရင်ဒီပေါ်မှာပဲအမြဲတမ်းတင်ထားတယ်ဆိုတာတားလည်းသိရတာနဲ့အခုရှာပြီးပြီမရှိတော့ဒီလိုဇာတ်တော့မကောင်းတဲ့ကလေးတွေနဲ့မပေါင်းစမ်းပါနဲ့တားရေစိတ်ဓာတ်တွေကအစင်တန်းကိုမရှိဘူးထားလိုက်တာတော့ဒီလက်စုပ်တခွင်းရဲ့တန်ဖိုးကဘာမှရှိတာမဟုတ်ဘူးတားနောက်တစ်ခါဒီလိုကလေးတွေနဲ့ပေါင်းနေနော် ဟာဟုတ် မမေမကြိုက်ဘူးနော်ကြိုပြောထားမယ်ဒီတခါအဲ့လိုကလေးမျိုးနဲ့ပေါင်းလို့ရှိရင်ကတော့မမေအစုံမစုံနဲ့နော် ဘယ်ချောင်း ချက် ဘယ်ချောင်း ချက်အဲ့ဘူးရစောင်းလို့ရအဲ့ဒါချက်အေးချက်ဟဲ့ဘယ်စတူနေနေအမိုက်နေပဲအဲ့ရနေကြသေးတယ် ဘယ်မှမယူပါဘူးတားတဲ့ရင်ရမယ်ယူလာလား ဟဲ့အဲ့ဆိုလို့ရှိရင်လက်တငယ်ချင်းအမေလက်ဆောင်များလည်းမသိဘူးဟောတော့ပြန်ပြမယ်လေ ဟုတ်ပါတယ်နော်တော့ပါ အော်ညနေပြန်လာပြီးတော့ငါ့အိမ်ပေါ်လာရဲသေးတယ်နော်ဘာလို့များထပ်ခိုးကျင်နေလို့ ချဲ ရှင်းမနေနဲ့မနက်ကနေမောင်လာတယ်ငါ့အိမ်ပေါ်တက်ပြီးငါလက်စုပ်ကိုခေါ်သွားတယ်အဲ့ဒါနင်သိပြီလားမသိပဲလည်းနေမှာမဟုတ်ပါဘူးကြံရပါလိမ့်ပဲဖြစ်မှာပေါ့ဇာရိတမကောင်းနဲ့တခိုးမောင်နဲ့မ ဒီမှာအဲ့နေတမလို့ဘာနမညောက်ကလူစင်းရဲ့ပေမစားရတာမစင်းရဲပါဘူးနေစမ်းပါပြီးတော့အန်နီပြောက်နေတဲ့လက်စုပ်ကိုလည်းတမလို့မနက်ကအမိုက်ဖျက်နေတွေ့လို့အန်နီကိုလာပေးရရော့အန်နီဒီမှာလက်စုပ်ပြီးတော့အန်နီမြေမှတ်ထားပါတမလို့ဘာနမညောက်ကရှာပေါ်မြက်ပါနေတာမှာတည့်ရည်ဘယ်တော့မှဒီလိုလုပ်မျိုးမလုပ်မောင်လေးသွားမယ်လား